နောက်တစ်ချိန်ဒီမှာပြန်နေဒီလိုလာမဲ့လူတွေရှိရင်ဒါလေးကိုကြည့်လာလို့ရတယ်တချို့ဆိုရင်ရှိရဗျာနိုင်ငံတိုင်းနဲ့မတူလို့တည်ရမှာပုံစံနဲ့ပြောင်းတာလေးလည်းရှိနေတယ်ဒါကျွန်တော်ကဒီလိုပြောရဲဆိုတာကြီးကျယ်ကျယ်လေးပြောတာမဟုတ်ဘူးဒါလက်ရှိတကယ်လက်ရှိဖြစ်နေတဲ့အရာကျွန်တော်တို့လူတွေပတ်ဝန်းကျင်မှာကြီးလောက်တဲ့အရာလေးကိုပြောပြခြင်းနောက်တော့ပြင်ကိုရီးယားမှာမြန်မာလူမျိုး9000ရှိရင်လူ9000လည်းဒီအကြောင်းအရာတွေအကုန်သိတယ်သိပေမဲ့ဒါကျွန်တော်ကိုယ်တိုင်ဒီလိုအရာတွေကိုလည်းကိုရီးယားမှာတည်ရမှာကျွန်တော်သွားခဲ့တဲ့နေရာတွေမှာဒီလိုတွေရှိရဆိုတော့ကျွန်တော်ကဒီလိုမှတ်တမ်းလေးဗီဒီယိုလေးတစ်ခုတင်တယ်နောက်ဒီမှာပြန်နေကိုရီးယားနိုင်ငံမှာလူတိုင်းမကင်းနိုင်တဲ့ဒါတော့ကိုရီးယားမှာရှိနေတဲ့လူတွေဆိုတော့သိကြတယ်ပေါ့နော်မကင်းနိုင်တဲ့ဆိုင်တစ်ခုကနေကျွန်တော်ဝယ်လာတဲ့ပစ္စည်းလေးမိတ်ဆက်ပြီးတော့ဘယ်လောက်တော့ဈေးချိုလဲဆိုဈေးရလည်းမဟုတ်ဘူးအားလုံးပေါင်းမှာဘယ်လောက်ကြမလဲအဲဒီမှာငွေလည်းတက်တယ်နော်အားလုံးပေါင်းမှာဒီမှာငွေ4000ခွဲလောက်နဲ့ကိုရီးယားငွေ1000ခွဲလောက်ပဲကျတယ်ဆိုဒီမှာငွေတက်ရှိပေါက်စင်းနဲ့4000ခွဲလောက်ပဲကျတယ်ဟိုသူကအဲ့ကုံစုံဆိုင်ကတော့ဒီကတော့ဂျပန်ကုံစုံဆိုင်ပေါ့နော်ဂျပန်ကနေအဓိကဟိုဈေးတက်တာတဲ့ဆိုင်ပေါ့နော်ဂျပန်လူမျိုးတွေစီကနေရောက်လာတဲ့ကိုရီးယားမှာရှိနေတဲ့ဆိုင်ပဲပြောလို့ရတယ်ပေါ့နော်အဲ့တော့နာမည်ဒိုင်းဆိုဆိုကျွန်တော်တို့မလေးရှားမှာလည်းရှိတယ်မလေးရှားမှာဆိုရင်ကျွန်တော်နာမည်ဘယ်လိုခေါ်လဲမသိကျွန်တော်မလေးရှားကနေပြန်လာကြာပြီဆိုတော့မေ့ပါတယ်ပေါ့နော်အဲ့တော့ဒီမှာဒိုင်းဆိုတော့ तू ကပစ္စည်းအားလုံးဈေးချိုတာဟိုအလုံးစုံဈေးချိုတာပေါ့သူ့မှာရှိတဲ့ပစ္စည်းပေါ့လေနောက်ဆုံးမုံလေးတွေအဲ့လိုအတေးဖွဲကလေးတွေစားတဲ့အဲ့လိုကုကီးတွေပါရစားရှိတယ်အေးဆိုရင်လည်းအပြစ်မဥမာကျွန်တော်တို့အပြစ်မတပူးကို1500ရှိတာဆိုသူ့စီမှာ1000လုံးနဲ့ရတာမျိုးတော့အဲ့လောက်ဈေးกว่าတယ် quality ကတော့ကျွန်တော်ထင်ဘာမှအထူးခြားခြားกว่าချားနေတော့မထင်ဘူးဒီမှာဒီဂျိတ်ဆိုဒီမှာအဝတ်ဂျိတ်မှာ5ခုပါတယ်နော်ဒီမှာကြည့်1000ပဲပေးရတယ်1000ဆိုရင်မြန်မာငွေနဲ့ဆိုရင်လက်ရှိ3000လောက်ပဲရှိတယ်ပေါ့အဲ့လောက်ထိဈေးချိုတာဒီဟာ5ခု65လေးတစ်ခု600ပဲကြာအောင်ပေါ့နော်ဘယ်လောက်တန်လဲဒါ600ဆိုကျွန်တော်တို့မြန်မာနိုင်ငံကဈေးနဲ့အတူတူလောက်ကြာတယ်ဒါဆိုရင်အဝတ်စားကိုကျွန်တော်တို့ကကြီးမမကြီးတွေထွေထူးလောက်ဆရာမလို့အဝတ်စားချိတ်ဖို့ချိန်ပြထူးဆန်းဆန်းနေဝယ်ကြအောင်လို့ဒီမှာတွေ့လာပြီးတော့ခိုင်နေနော်တကယ်တော့ဖြစ်စလက်ကတည်မလားပေါ်ပဲတွေလောက်ထားမဟုတ်ပြက်ခနဲ့ဆိုကျိုးသွားတဲ့အရာတွေမဟုတ်ဒါဆိုရင်1000ပဲရှိโอเคပြီးတော့ဒါဆိုရင်ဒေးဇင်တွေကိုတုတ်တဲ့ဟာဥမာဟင်းချက်ပြီးရင်ကျွန်တော်တို့အများဆုံးကျွန်တော်တို့လူမျိုးတွေကစီရန်နေချက်တာဟုတ်စီရန်မချက်ဘူးသုံးဖို့တစ်ခုကြော်တယ်ဆိုရင်လေဒီမီးဘိုဘေးမှာအဲ့လိုကြောက်ပြားတွေပေါ်မှာတော့မီးဘိုပေါ်မှာတော့စီရီပေးနေရဆိုလို့ရှိရင်ဒီမှာတုတ်တဲ့ဟာလေသူကဘာတွေထိတုတ်ရလဲဆိုကျွန်တော်တို့ microwave ထိတုတ်ရတယ်ပြီးရင်single ထဲကျွန်တော်တို့ခုနမီးဘိုဟိုဟာနဲ့ဒီလျှက်စနဲ့ join ထားတဲ့မီးဘိုသုံးရတယ်ပြီးရင် wifi set တွေထိသုံးလို့ရတယ်ဗျာနောက်ဆုံးမှုတွေပါတက်နေမှာနိုင်ရန်တွေမှာမှုတွေတက်နေပါသုံးလို့ရတယ်အဲ့လောက်ထိသုံးလို့ရတဲ့အရာအောင်မှ तू ကအချက်ရည်100ပါတယ်ဒီမှာမူတီရှူအချက်ရည်100ပါတယ်အဲ့ဒါကိုလည်းဘယ်လောက်ပေးရဒီမှာ2000ပဲရှိတယ်ဒါ2000ပဲရှိအချက်ရည်100မှာ2000ပါ2000ဆိုလက်ရှိမြန်မာငွေ6000လောက်ပေါ့ဒါဆိုရင်တော်တော်သုံးခံတယ်တယောက်တည်းဆိုရင်လချီသုံးလို့ရတယ်တစ်လားလောက်တော့အနည်းဆုံး300ရတယ်နော်ဒါโอเคနှစ်ခုရှိသွားတယ်နော်ပြီးရင်နောက်တစ်ခုအရေးကြီးတယ်ဒီမှာပကံဆေးတဲ့ပေါ့ပကံဆေးတဲ့ခေါ်ရင်းလားအကျန်းနဲ့အချိုးနဲ့နှစ်ဖက်ပါတယ်ဒီ3ခုဒီမှာဖြတ်ပြီးသားရင်တော့3ခုမှ1000ပဲရှိရအဲ့တော့မြန်မာငွေ3000ဆိုတစ်ခုမှ1000ပဲရှိရကျွန်တော်ဆိုရင်ဒီအိမ်ကိုပြောင်းလာရ2ခုဝယ်ထားတာအခုမှကျွန်တော်အဲ့တစ်ခုကိုကျွန်တော်စွန့်ပြစ်တော့မလို့ပေါ့နော်လောက်ထားတာအရင်ကြီးမကောင်းတော့တာမဟုတ်ဒါပေမဲ့ကျွန်တော်ကနည်းနည်းတယောက်တည်း300ကြာပြီဆိုတော့ဆက်မသုံးရင်တော့ဒီမှာ1000ပဲရှိတယ်နော်ပြီးရင်နောက်တစ်ခုဒီမှာဘောပဲဒီဘောပဲအင်မတန်ရေးကောင်းတယ်ကျွန်တော်အခုအနေနဲ့ဆောင်းဝတ်ပြင်လို့နည်းနည်းစာနည်းနည်းလေးပြန်လေ့လာနေရဆိုဒီမှာဘောဝင်လို့ဆိုသူ့မှာတစ်ခါတည်းဘားကုတ်ပါပြီးတာအဲ့တော့ငွေဈေးဘယ်သူမှလည်းလိမ်လို့မရဘူးသူ့ရဲ့လက်ရှိဈေးအတိုင်းပဲဘာမှစတစ်ကာကတ်ထားမရှိသူ့ရဲ့လက်ရှိဈေးကိုဒီတိုင်းပဲပြင်နေမလားသူတို့စထုတ်ကြတယ်အဲ့ဒီဘားကုန်တယ်ဒီမှာဘောဝင်3ချောင်းတော့1000ပဲရှိဘောဝင်3ချောင်း1000ဒီမှာငွေ3000ဒီမှာတစ်ချောင်းမှ1000လုံးပဲကြာပြီးရင်ကျွန်တော်ကမနက်ခင်းတိုင်းဘယ်တော့မှညဆိုရင်အမြဲတမ်းသွားတိုက်ပြီးမှအိတ်တယ်ဒါပေမဲ့မနက်ခင်းဆိုရင်အစောဘယ်တော့မှကျွန်တော်ကသွားမတိုက်ဘူးမနက်ခင်းဆိုရင်ပလုတ်ချင်းတယ်အဲ့ဒါအောင်မှပလုတ်ချင်းတာအောင်မှပြီးပြီဆိုတော့မှကော်ဖီပါနဲ့ဥပမာမနက်စာငပြောသီးပါညာစားပြီးနေ့လေထမင်းစားပြီးတော့မှသွားတိုက်အဲ့တော့အဲ့နီလန်အင်မတန်မှန်တယ်လို့ထင်တယ်ပြီးရင်ကျွန်တော်တို့တွေကညဘက်တွေကိုဗျမ်းပရာတွေမစားလို့လားမသိဘယ်တော့မှအဲ့လို green ဆိုလဲစူတူဘောမဖြစ်ဘူးဒီမှာကြီးဒီ Listerine ပြဒါဆိုရင်လေဒါကောင်းတဲ့ brand ပဲနော်ဒီ Listerine ဆိုလဲပေါ်ပဲမဟုတ်ဘူးဆိုတော့ပြောပြချင်တာသူ့ရဲ့ expire လည်းကြည့်လိုက်2029အထိရှိတယ်အဲ့ဒါကို
ဒီကလည်းတပူးမှာဘယ်လောက်ပေးရလဲမ3000 1300မြန်မာငွေနဲ့ဆိုတော့လက်ရှိ19000ဝန်းကျင်ပေါ့9000 1000ဝန်းကျင်လောက်ရှိမယ်အဲ့တော့ဒီမှာ Listerine ခိုးမဲ့ကျွန်တော်ကဒါကိုကြိုက်တယ်ပလုတ်ကျင်းတာပေါ့နော်ဒါရှိမယ်ပြီးရင်နောက်တစ်ခုဒီမှာဒါဆိုရင်ဘေးစင်တွေဒါမှမဟုတ်စပွဲတွေကွက်ကိုစပွဲတွေပေါ့အဓိကဒါမှမဟုတ်ထမင်းတစ်ခုချက်ပြီးလို့လက်ကိုကျွန်တော်အမြဲတမ်းတီရှူးတော့မဟုတ်တစ်ခုနဲ့တုပ်နေအောင်မှချိန်နေတာအခုဒီမှာတုပ်တဲ့တပတ်လေးပေါ့နော်ဆိုလိုချင်တာဒါအပါလေးကျွန်တော်မြန်မာနိုင်ငံလို့ဆိုလက်ကင်ပွားလို့ပြောပြရဒီမှာ3ခုမှ2000ပဲရှိတယ်မြန်မာငွေ6000တစ်ခုကို2000လုံးနဲ့ဆိုတော့နောက်တစ်ခုလာနောက်တစ်ခုကဘာလဲဆိုအင်မတန်ရေးကြီးကိုရီးယားနိုင်ငံဒီမှာတွေ့လားသူတို့အမှဟောပေပါလေးကတ်ထားမယ်နိုင်ငံတွေဒါဆိုရင်ဒီခန်းနိုင်ငံဆိုရင်ဒါလဲရမှာပေါ့နော်နည်းနည်းညစ်ပတ်နေပြီအဲ့ဒါကိုမှကျွန်တော်ကဘာလုပ်ချင်လဲဆိုဥမာဒီမှာကျွန်တော်ပရိစေးတဲ့တာလေးတွေရှိရအခုကရိုင်းတင်ထားတာပေါ့နော်ဆိုတော့ပရိလေးရှိမယ်အဲ့ဒါမျိုးတွေကချိတ်စရာနေရာမရှိသေးဘူးအဲ့တော့ချိတ်ဖို့တော့ဝယ်လာတာဒီမှာ1နဲ့3လေးတခုကသူက1ကီလိုအထိသူကဆွဲရခံနိုင်တယ်ပေါ့1ကီလိုထောက်အထိဝိတ်ကိုခံနိုင်တယ်ဆိုတော့ဒီမှာ4ခုမှာဘယ်လောက်ပေးရလဲ1000ပဲ1000မှ3000မြန်မာငွေနဲ့တခုမှဘယ်လောက်မှမကြောက်ဘူး250ပဲဆို250တော့မကောက်ဘူးနော်3000ဆိုမြန်မာငွေနဲ့မှာတော့ခွန်တော့ခွန်လေးတွေ28တခု950လောက်ပဲကြာတွေ့လားဒါလေးတော့နောက်မှာမီးချစ်လေးနဲ့သူကဟိုပါပေါ့ဖျောင်းလုံးဟာလေးပါအဲ့ဒါအပူပေးပြီးတော့ကတ်လိုက်လုံးမယ်ဒါလေးကလည်းအရေးကြီးလို့ဆိုဒါလေးဝယ်လာတယ်အဲ့တော့အဲ့ဒါပြင်နောက်ထပ်စီးတီရှူဒီမှာတီရှူကကျွန်တော်ခုနဖောက်လိုက်ပြီဘယ်နှလုံးပါလဲ2 4 6 12လုံးပါတာဒီ12လုံးပါတာဟိုမှာ1500ပဲပြရတာ1000ခွဲ12လုံးပါမှာ1000ခွဲပဲပြရတယ်ဘာလို့လဲဆိုတော့အပြင်းဆိုင်နေမှာဆိုမရဘူးအနည်းဆုံးဒီ9ခုလောက်ဆိုလို့ရှိကျွန်တော်တင်တာ12လုံးလောက်ဆိုအနည်းဆုံး1000ခန်းလောက်သွားမယ်ဒီမှာဒီက9000ပဲပြရတယ်ဒါဆိုရင်ကျွန်တော်တို့ဟာဂျန်စီတိုင်းလန်3ရတယ်ပေါ့နော်အိမ်နာ3ရအဲ့တော့အဲ့ဒါအကုန်လုံးအပြင်နောက်ထပ်ပါရှိသေးတယ်ဒါပဲထင်တယ်ဒါမှ16000ပဲကြာတယ်ကိုရီးယားငွေ16000ပဲဟုတ်တယ်ကိုရီးယားငွေ16000ပဲကြာတယ်အဲဒီ16000နဲ့အဲ့ဒါအကုန်ရရဆိုစဉ်းစားကြည့်အင်မတန်တန်တယ်အဲ့ဒီမှာခေါင်းချိုရည်တွေပါတယ်ရှိတယ်ကျွန်တော်ဆို hair tone နဲ့အရင်တော့အဲ့ဒီဟာသုံးတာနော်တကယ် तू ကလည်းကောင်းတယ်ဒီလိုနေရာရလို့ဈေးပေါ်ပေါ်လို့ဈေးပေါ်တယ်ဆိုရင်မကောင်းဘူးတင်တယ်တကယ်ကောင်းတယ်နော်သူတို့ကကိုရီးယားနိုင်ငံကုန်ပစ္စည်းနဲ့ပတ်သက်ရင်ဘယ်တော့မှဗျမ်းမတာထားမခံဘူးဆိုရင်ဟိုဖြစ်စစ်လက်ကသိရမလားဒီလိုဘယ်လိုပြောမလဲစားသုံးသူကိုဝယ်သုံးသူကိုမထိခိုက်အောင်အတက်နိုင်ဆုံးသူတို့ကကာကွယ်တယ်လုံးဝအဲ့ဒီဟာနဲ့ပတ်သက်ရင်အင်မတန်ကိုရီးယားနိုင်ငံကနည်းနည်းစနစ်ကြရတယ်ပြောလို့ရပါဘူးအဲ့ဒါအခုကျွန်တော်ဝယ်ထားတာ16000ကိုညီမငွေ4000ဝယ်ဖို့လောက်ကိုဘယ်နှမျိုးလောက်ရလဲဆိုတော့3မျိုးဟုတ်3မျိုးဒီမှာ3မျိုး6မျိုး6မျိုးဒီမှာ1မျိုး9မျိုးဟိုက9မျိုးတီရှူးရဲ့10မျိုးဗျာညီမငွေ4000ဝယ်ဖို့နဲ့10မျိုးအဲ့တော့သုံးပါလေဒါကကျွန်တော်လက်ရှိကိုရီးယားနိုင်ငံမှာအသက်တာဆုံးပဲဒီတက်သက်တာတဲ့ဆိုင်မရှိဘူးဒါပေမဲ့ तू ကပစ္စည်းအစုံလည်းတော့မရှိနိုင်ဘူးနော်အဝတ်စားရထဲတဲ့ချင်းတွေပါလည်းရှိတယ်ဒါပေမဲ့သူ့မှာသတ်မှတ်ထားတဲ့ site တစ်ခုပဲရှိအဲ့ဒီတဲ့အရန်ကြီးတာတွေလိုချင်တာမျိုးဆိုတော့မရှိဘူးသူ့မှာရှိတဲ့ပစ္စည်းကိုပဲကိုကဝယ်ရတာပေါ့လေအဲ့တော့သူ့မှာပစ္စည်းတွေကမှာကိုနဲ့အသုံးတလောက်မဲ့ပစ္စည်းကိုကျွန်တော်ရွေးဝယ်ရတဲ့အတွက်ဘယ်လိုပဲနေတန်တယ်ကကျွန်တော်ဆိုဒီမှာဒါဆိုရင်diary ဆောက်အဲ့ဒါလည်းသူ့စီရဝယ်တာဒီမှာနော်ဟောပဲမဟုတ်တွေ့လားအဲ့လိုဒါဆိုရင်ကျွန်တော်ဟိုတစ်ခေါက်ဝယ်တာဒါဆိုရင်ကိုရီးယားငွေ9000ပေးရတယ်ဒါကတော့မြန်မာငွေ1000ဝယ်လောက်ရှိတာပေါ့ဒါကိုလိုအပ်တာလေးမှတ်လို့ရအောင်လုပ်တာအဲ့တော့အဲ့လိုအော်ဒီအင်တန်စီထူပါတယ်ကိုရီးယားမှာဆိုတော့များသောအားဖြင့်တော်တော်များများဆိုရင်နောက်ဆုံးမျိုးသားမျိုးသမီးအတွန်းငံတွေအစားရှိရကြအတွန်းငံဆိုလဲသူကဒီဇိုင်းတော့မစုံဘူးသူ့မှာရှိတဲ့အရာတော့ရှိရကြအဲ့လောက်ပေါ့အနှွေးတယ်ဆိုလဲသူတို့တစ်ခါတလေဆောင်းတို့အစီအစဉ်ဆိုလဲဆောင်းတို့အစီအစဉ်မှာသူတို့ထပ်ပြီးတော့ထုတ်လာတဲ့ဟာဆိုရင်သူတို့ကတော့ထပ်ပြီးတော့အများကြီးလဲကိုလိုချင်တော့လည်းမရတတ်ဘူးသူတို့မှရှိတဲ့ဟာပြီးရင်လည်းသူတို့ကကုန်သွားတာမျိုးရှိရပေါ့အဲ့တော့နောက်ထပ်အဲ့ဒီပုံစံတစ်ပုံစံနဲ့တူတာရနိုင်လားဆိုမရနိုင်ဘူးသူတို့ကအဲ့အားနေကြလို့ပြောရမှာအဲ့ဒါတခုလို့ရှိရင်ကိုကအခုဒီတစ်ခေါက်ဓာတ်တွေ့ထားတယ်ကိုသုံးကြည့်ရဒါပေမဲ့နောက်တစ်ခါဒါရှိချင်မှလည်းရှိနိုင်တယ်ဒါပေမဲ့နောက်ထပ်လ2လ3လနေမှလည်းပြန်ရောက်လာနိုင်တယ်ပေါ့ကျွန်တော်သိတဲ့လောက်ဒိုင်ဆိုကအဲ့ဒီသဘောပဲအဲ့တော့ကိုရီးယားမှာဝယ်တဲ့ဟိုအိမ်ပြောင်းလို့ရှိရင်ပစ္စည်းတွေအများကြီးတွေကောင်းလာရဲ့ကြီးတချို့ကသုံးကျင်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အများသောအားဖြင့်အရန်ကြီးကိုယ့်အတွက်အရေးကြီးလောက်တဲ့ပစ္စည်းမှနည်းနည်းကောင်းတာသုံးတယ်တော့တဲ့ဟာလောက်ကတော့ဥမာရေချိုးကန်တန့်ရှင်းလို့တာတော့ပကံစီဆက်ပြဖော်တုံးလောက်ကတော့ဒီလိုဒိုင်ဆိုနဲ့ပဲကျွန်တော်ပြီးတယ်ပေါ့နော်အဲ့တော့ဒါလေးဘုသူရပြပြောတာပါ
နိုင်ငံတနိုင်ငံနဲ့နိုင်ငံမတူလို့ပြင်မှာပုံစံတွေပြောင်းတာလေးလည်းရှိနေတယ်ဒါကျွန်တော်ကဒီလိုပြောရဲဆိုတာကြီးကြီးကျယ်ကျယ်လေးပြောတာမဟုတ်ဘူးဒါလက်ရှိတကယ်လက်ရှိဖြစ်နေတဲ့အရာကျွန်တော်တို့လူတွေပတ်ဝန်းကျင်မှာပြီးလောက်တဲ့အရာလေးပြောပြရခြင်းများသောဖြင့်ကိုရီးယားမှာမြန်မာလူမျိုး9000ရှိရင်လူ9000လည်းဒီအကြောင်းအရာတွေအကုန်သိတယ်သိပေမဲ့ဒါကျွန်တော်ကိုယ်တိုင်ဒီလိုအရာတွေကိုလည်းကိုရီးယားမှာတည်ရမှာကျွန်တော်သွားခဲ့တဲ့နေရာတွေမှာဒီလိုတွေရှိရဆိုတော့ကျွန်တော်ကဒီလိုမှတ်တမ်းလေးဗီဒီယိုလေးတစ်ခုတင်တယ်နောက်တစ်ချိန်ဒီမှာပြည်ကနေဒီလိုလာမဲ့လူတွေရှိရင်ဒါလေးကိုကြည့်လာလို့ရတယ်တချို့ဆိုရင်ရှိရဗျာဒီကိုရီးယားနိုင်ငံဟဲ့ဒီလိုဒိုင်ဆိုကနေဒီလိုဒဲအနီတွေလေမြန်မာနိုင်ငံမှာရောင်းကြပါတယ်ဒဲအနီတို့ဘာလို့ဆိုတော့သိရမလားဒဲပြအနီတွေကြက်ဥတွေပါချိုးတဲ့ဒဲမိုးတွေစိုးနေခင်းနေဆိုဒီလိုဒိုင်ဆိုကနေဝယ်ပြီးမြန်မာပြည်မှာပြန်ရောင်းတာတွေတော့ရှိတယ်ဗျာအဲ့တော့ quality ကတော့ကုန်တိုက်ကြီးတွေလောင်းနေတော့ရှင်လို့တော့မရဘူးပေါ့ဒါပေမဲ့သုံးပြော်တယ်ဆိုတော့ကလေးတွေထုရိုက်လို့ပိန်ရင်ပိန်သွားမယ်ဒါပေမဲ့သုံးပြော်တယ်ဗျာမြန်မာပြည်ကလက်ရှိကျွန်တော်တို့ကုန်တိုက်ကြီးတွေမှာရှိနေတဲ့ဈေးတဲ့ဒဲတစ်ချက်ကုန်မှမြန်မာငွေ9000တသိန်းပေးနေရတဲ့ဆိုင်သူကမြန်မာငွေ2000လောက်နဲ့သုံးလို့ရတယ်ဗျာအဲ့လိုမျိုးအားသာချက်တွေတော့ရှိတာပေါ့လေအဲ့တော့ဒိုင်ဆိုမှာတချို့ဆိုလို့ရှိရင်ကိုရီးယားလာပြီးဆိုဒိုင်ဆိုလိုက်ပို့ပါဆိုပြီးဒိုင်ဆိုကနေရေချိုးဆက်ပြားစားအကုန်ဝယ်တယ်ဘာလို့ဆိုဒီရက်ပိုင်းပဲနေမှာပေါ့အဲ့တော့ဒိုင်ဆိုကနေဝယ်ရေချိုးဆက်ပြားရေးသုံးပြီးအပြန်ညထားကြတယ်တချို့ကြတော့ဘာလို့ဆိုတော့ကိုသုံးထားတာ brand ကြီးဖြစ်နေပြန်တရားသွားရတာလည်းဒုက္ခရောက်တယ်ထားခဲ့ရမှာလည်းနှမျောတယ်အဲ့တော့အဲ့လိုမျိုးမဖြစ်အောင်ဆိုရင်တော့ဒိုင်ဆိုကနေဝယ်ပါဒိုင်ဆိုမှာအများကြီးကောင်းကွက်တွေရှိပါတယ်ပေါ့အဲ့လိုစင်ပြေကြပါလိမ့်